တကူကောင်းဆန်ဒေါ်ရာကြီးအတကြီးရဲ့အကျင့်စရိုက်ကြီးတစ်ခုလုံးတငယ်ချင်းတယောက်ကြောင့်မလို့လုံးဝချိန်သွားခဲ့တယ်ဆိုရင်ယုံလားယုံမှာပေါ့နော်ဒါလူတိုင်းတော်တော်များများကလည်းဒီလိုမျိုးခံစားဖို့ကြမယ်ထင်တယ်ပုံမှန်ဆိုရင်ကိုရိုင်းကငငယ်ပေါ့နော်အရန်ကိုဒေါ်ရာကြီးအတကြီးပြီးမာနာကြီးရလားတလွဲမာနာပေါ့နော်အဲ့လိုမျိုးအဲမှာပါခဲ့တယ်ဘယ်လိုပြောမလဲငငယ်ဆိုရင်ဒီအော်တိုစာအုပ်ပြန်ဖက်တဲ့ချိန်မှာကိုတီးတာအမ2014 8တန်းလောက်ကပေါ့နော်အမတခါမှတော့အော်တိုလိုက်မရေးခိုင်းဘူးသူများတွေကိုလေ2014လောက်မှာ8တန်းဆိုတော့9တန်း10တန်းဆိုရင်စာရင်စူးစမ်းရတော့မှဆိုပြီးအော်တိုစာအုပ်ရေးခိုင်းလိုက်တာရေးပေးခိုင်းတာပေါ့နော်သူငယ်ချင်းတွေကိုအဲ့ထက်မှာဒီလိုစာအုပ်လေးဆိုရင်ဒီစာအုပ်တော့မဟုတ်တော့ဒီလိုစာအုပ်လေးဆိုရင်ဟိုဟာအရွက်20လောက်တော့ရှိမယ်နော်အယောက်20လောက်တော့ရှိမယ်ထင်တယ်အဲ့ဒါဆိုရင်အဲ့ထက်မှလေမျက်နှာတိုင်းမှာပြန်ဖက်တဲ့ချိန်နော်မျက်နှာတိုင်းမှာစာပြန်ဖက်တဲ့ချိန်သူငယ်ချင်းနေအားစာတော်ပြီးတာရုပ်ကလည်းချစ်စရာလေးပေါ့အထက်မှာငငယ်တော့ကိုနည်းနည်းစာတော်ရဲ့ထဲမှာပါတယ်စာတော်ရဆိုတာအရန်တော်နေရတော့မဟုတ်ပါဘူးဒီတိုင်းစာကျက်နိုင်တဲ့စင်ပေါ့နော်ထားလိုက်ပါတော့အဲ့လိုမျိုးပေါ့နော်အရွက်တိုင်းမှာပါတဲ့အချိန်လေအဲ့ဒီမှာတီဝါဒီလားအော်လို့ငါဘလောက်တောင်စိုးသွမ်းခဲ့လဲပေါ့ဘလောက်တောင်ဒူကောင်းဆောင်အတဆန်ခဲ့လဲပြီးတော့အိမ်မလည်းအငယ်ဆုံးပေါ့နော်အငယ်ဆုံးဆိုတော့တည့်ရတိုင်းပဲနည်းနည်းပပတော့အရန်အလိုလိုက်မခံရရင်တော့မှနည်းနည်းပပရိုင်းဆိုင်တာပေါ့နော်အဲ့လိုမျိုးအဲ့ဒီမှာလေဒီ first year မဟုတ် second year 2018မှာပေါ့နော်ဒီတငယ်ချင်းတယောက်နဲ့ပေါင်းဖြစ်တယ်ဒါတော့တိတ်မခင်ဘူးနော်အဲ့တငယ်ချင်းနဲ့ကိုနဲ့အခုဆိုတော့အရန်ခင်နဲ့ best friend တွေဖြစ်နေပါပြီသူနဲ့ကိုနဲ့တိတ်မခင်ဘူးဒါပေမဲ့တငယ်ချင်းတယောက်ရဲ့အိမ်မှာမှုတ်သွားစားမယ်ဆိုပြီးချိန်ထားကြရပေါ့နော်ကိုကအဆောင်တက်သူကအဆောင်တက်အဆောင်မတူခဲ့ဘူးဒါပေမဲ့ကိုဖုန်းဆက်လိုက်တဲ့အချိန်ပေါ့နော် तू ကဟောဒီငါတငယ်ချင်းရဲ့အိမ်ရောက်နေပြီနင်လာခဲလိုက်တော့တဲ့အဲ့လိုပြောတာကိုနဲ့လည်းတိတ်မခင်ဘူးအဲ့ဒီမှာလေကိုရဲ့ငငယ်ကအချစ်စိတ်ကလေမပြောက်သေးဘူးဘယ်လိုအောင်သူ့ပြောလိုက်လဲဆိုရင်အိုးပြောမနေနဲ့ငါဘာလို့မဆောင်တာလဲဘာညာအဲ့လိုမျိုးပေါ့တခြားငါတော့မဆောင်ဘာလို့အရင်သွားလိုက်တာလဲဆိုပြီးဒီလိုအတန်နဲ့ကိုမဟုတ်တာဒေါရတကြီးနဲ့ပေါ့နော်ကိုငငယ်တည်ရလူဆိုရင်တည်မယ်တော်တော်လေးကိုဆိုးခဲ့တာတိလားအဲ့လိုမျိုးတငယ်ချင်းကိုပြောလိုက်တဲ့အချိန်တငယ်ချင်းဖုန်းထဲနေပါပြန်ပြောလဲဆိုတော့ဟဲတဲ့အမနာမည်ပြောပြီးတော့မလားတခြားတငယ်ချင်းကိုလမ်းပြောတယ်ဖုန်းထဲမှာကြာသူငါ့ကိုစိတ်ဆိုးတော့ဘယ်လိုလုပ်မလဲတဲ့ငါသူ့မဆောင်လို့တဲ့အဲ့လိုအတန်ညင်ညင်တတလေးနဲ့ပြောတာငါဆိုဘယ်ဟုတ်မလဲငါဘယ်လို့သူစောင်းမှာလဲဘာညာပေါ့တမျိုးပြန်ပြောမယ်နော်ကိုရဆိုတမျိုးပြန်ပြောဖြစ်လောက်မယ်တကယ်သိချတယ်ကိုရဲ့ကျင့်စရိုက်နဲ့လေအဲ့လိုပြောတဲ့အချိန်မှာကိုသူနဲ့ကိုနဲ့လည်းတိတ်ခင်နေတာမဟုတ်အဲ့ဒါကိုအဲ့လိုကြားလိုက်ရတော့လေအရန်အားနာပြီးတော့နောက်ပိုင်းလေကိုဒေါရကိုချုပ်တီးနိုင်သွားတာတကယ်အဲ့လိုအရင်လိုအရန်အတမဆန်တော့ဘူးပေါ့နော်ဒေါရမကျူးလားမဟုတ်ကြီးသေးတယ်နည်းနည်းပဲအရန်တလားလောက်ကြီးခဲ့တယ်ဆိုရင်အခုဆိုရင်တလားလောက်ပဲကြံတော့မယ်ပေါ့နော်ပင်ကိုဇရိုက်ဆိုတော့ဖြောက်လို့ကတော့မရသေးဘူးဒါပေမဲ့စူးစမ်းပြီးတော့ဖြောက်နေတယ်ဒါကြောင့်မလို့ကိုရဲ့ဒီအပေါင်းအသင်းနဲ့ဆိုင်တယ်ငငယ်ကအပေါင်းအသင်းကတော့ထားလိုက်တော့ဘာလို့ဆိုငငယ်ကဆိုတာသူလဲကလေးကိုလဲကလေးလေနော်ကိုဒီခက်ကအဲ့လောက်ထိအသိဉာဏ်လည်းမဖွင့်ဖြိုးသေးဘူးသူလဲကလေးကိုလဲကလေးဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲဒါအပေါင်းအသင်းနဲ့မဆိုင်နေဘူးပေါ့နော်ကိုကလို့ဆိုတော့အမလည်းမပြောတတ်ဘူးဒါပေမဲ့ဒီတက်ကရိုအရွယ်16နှစ်ဆိုတော့နည်းနည်းစားသိလာပြီလေနော်အဲ့ဒီစားသိလာတဲ့အရွယ်မှာကျတော့ဒီတငယ်ချင်းတယောက်ကြောင့်မလို့ကိုရဲ့ဇရိုက်ကတော်တော်လေး90%လောက် change တွားရပေါ့နော်ဒေါရမထွက်တဲ့ဟာမန်းပေါ့နော်သိလာတယ်အမကိုလည်းအံ့ဩမိရတီလာဒါပေမဲ့နည်းနည်းချင်းပြောင်းလဲနေတာတော့ဟုတ်ပါပြီဒီလောက်ထိဒီလောက်ထိအဲ့လောက်ထိပြောင်းလဲနိုင်ခဲ့လိုက်မယ်လို့ကိုမထင်ဘူးကိုလည်း appreciate ဖြစ်တယ်ပေါ့နော်အသက်ကြီးလာလို့လည်းပါရင်ပါမှာပေါ့ဒီတစ်ခေါက်ရန်ကုန်နေကလောသွားကလောနေရန်ကုန်ပြန်ဆိုအမအမြဲတမ်းကားဆိုရင် VIP ပဲစီးရ VIP ကမှ1 seat single seat ပေါ့နော်အဲ့ဒါပဲစီးရဘာလို့ဆိုအမကနည်းနည်းစီးစာကြောင်တယ်တယောက်တည်းကားလည်းမိုးတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဆိုတဲ့ခါကျတော့ထားလိုက်ပါတော့အပြန်ကလောကအပြန်ကားလက်မှတ်ဖြတ်ထားပေါ့အမ3ရက်လောက်ကြိုဖြတ်တယ်ကားလက်မှတ်ဆိုအမြဲတမ်းမရမှာဆိုလို့ဒီလိုမျိုးမတော်တဆမရတော့တာခုံမရတော့တာဘာညာဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုဖြတ်ထားတာကိုမှပတ်စံလဲကြိုပေးထားပြီးတော့မှဒီတစ်ခေါက်အပြန်ကားဂိတ်ကကားဂိတ်ကိုတွားပြီးဆိုတဲ့ခါကျမှအမနာမည်စင်းအောင်မရှိဘူးတဲ့ကားကလည်းထွက်သွားပြီမရလိုက်ဘူးပေါ့နော်ပုံမှန်အမပုံမှန်ဆိုအမအဲ့နေ့မှာပတ်စံလဲပေးထားပြီးတာငငယ်ကပုံစံမျိုးဆိုရင်ပေါ့နော်ဒေါ်ရအရန်ထွက်ပြီးတော့
စိတ်တူလိုက်တာဘယ်ကားလာမစီးတော့ဘူးပေါ့ VNB မဟုတ်မစီးတော့ဘူးဘာညာအဲ့လိုမျိုးလုံးမှတီးလာအမရဲ့အကျင့်စရိုက်နဲ့အမကိုတီးတယ်ဒါပေမဲ့အဲ့နေ့ကျတော့အမလေအော်ငါခီးအဝေးပြန်ရမှာပေါ့ပြင်ငါကားလည်းမူးတတ်တယ်ကားလည်းမမူးရကြပါပြီမူးတတ်တယ်ဆိုပေမဲ့လေအဲ့ဒီကားမူးတာဆိုတာလေကိုရဲ့စိတ်တွေအတွေးနဲ့တော်တော်ဆိုင်နေတီးလာအဲ့ဒီကားကိကအမတော်မှလေသူ့ရဲ့တပည့်တွေသူ့ရဲ့ဝန်ထမ်းတွေပေါ့နော်စူနေတယ်တို့အလုပ်ဘယ်လိုလုပ်တာလဲပါညာပေါ့အဲ့လိုမျိုးဆိုအမတော်မှဘာလို့စူနေလဲမသိဘူးပေါ့စိတ်ထဲမှာတွေးလိုက်တယ်ငါတော့အမဘာမှဖြစ်တာပေါ့ထားလိုက်ပါတော့အမအဲ့လိုမဖြစ်ခဲ့ဘူးပါဆိုတော့ကကျွန်တော်အမဘာကန်ကောင်းလဲဆိုရင်အဲ့ဒီVNB မဟုတ်ပေမဲ့ဒီရေရိုးကားပေါ့နော်ရေရိုးကားကိုအမတယောက်တည်းနှစ်ခုံစီးရတယ်သူရရကားနဲ့တင်ပေးလိုက်တာပေါ့နော်အမကိုပုံမှန်ဆိုအမ VNB မဟုတ်မစည်းဘူးဆိုပြီးတော့ဟိုလက်ပြန်သွားမဲ့လူမျိုးတွေမှာပါတယ်ငါကားမှုမဆိုလို့ဆိုတကယ်လို့ကိုကအဲ့နေရာမှာစိတ်အေးမထားပဲစိတ်တူလိုက်မယ်ဆိုရင်ဒီကားကိတ်ကအမကလည်းသူစိတ်တူနေရလေနော်သူနဲ့လည်းပြဿနာဖြစ်နိုင်တယ်ပြီးတော့အမကားလည်းမူးနိုင်တယ်စိတ်တူတဲ့အတွက်ကြောင့်မလို့ဒီကိုရဲ့သွေးတွေသိရမလားတွေးလေမငြိညွတ်တော့ဘူးအဲ့နဲ့ကားလဲမိုးနိုင်တယ်ပြီးရင်တကယ်လို့များလမ်းမှာအဲ့ချန်လဲငလေးနေလုံနေတဲ့အချိန်မတော်တဆဖြစ်တာတို့ဘာညာလို့လဲဖြစ်နိုင်တယ်တမျိုးပေါ့နော်ကိုတမျိုးပစက်ကချပြောရတော့မဟုတ်ဘူးကိုစိတ်ကြည်အေးလေးထားပြီးဆိုအရန်အဆင်ပြေတယ်အဲ့လိုအဆင်ပြေတဲ့အချိန်ဘာအဆင်ပြေလဲဆိုရင်အဲ့ကားမောင်းတဲ့ driver တွေကလည်းငငယ်ချောချောလေးတွေအရန်အဆင်ပြေတယ်တမျိုးပေါ့နော်ဒီလိုမျိုးကိုစိတ်ကပြောင်းလဲလိုက်တာနဲ့အရာအလုံးကတကယ်အရာအလုံးအကောင်းမြင်နေရမယ်လို့မဆိုဘူးဖြစ်လာတဲ့အချိန်ဒီမှာဆိုရင်အကောင်းဆိုးတော့ဒွန်တွဲမှာပဲဒါကိုကဖြည့်ပြီးတော့အကောင်းဘက်ကတွေးတက်နေပေါ့နော်အမဆိုလဲဒီနောက်ပိုင်းအဲ့လိုပဲတွေးဖို့ရှိတယ်တကယ်လို့မကောင်းတာဖြစ်လာပြီဆိုရင်လည်းဒါဟာကိုကောင်းတဲ့ဘက်ကိုရွေးလို့ရတယ်ပေါ့နော်တမျိုးတွေရှိတယ်ကဲ my first video လေးဆိုတော့ဒီလောက်ပါပဲနောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေအများကြီးသင်ဖို့ရှိပါတယ်ဒီရဲ့ channel လေးကိုလည်း subscribe လုပ်ပေးမယ်ဆိုရင်ကျေးဇူးတင်မိမှာပါ